နိုင်ပေါ်မှာမတွေးပြတာကြတော့ရုပ်ကလည်းကြမ်းနေပြီနှကမ်းမွေးတွေလည်းတရားကိုရှည်နေပြီဗျာကျွန်တော်တို့ဒီခုစိုက်ပျိုးချိန်လည်းရောက်နေတာဆိုတော့ကျွန်တော်တို့ကဘွာသမားတွေလေဘွာသမားတွေဆိုတော့လေမနက်ခင်းစောစောသွားညနေမိုးချုံမှပြန်လာစာရေးတောက်တာအတွက်တောင်မှအပြန်ကြမှချက်ပြုတ်စားတော့တာမို့လို့သူငယ်ချင်းတို့ရေနည်းနည်းလေးပြီးခံပေးကြပါအောင်လို့ပြန်လဲကူညီမှုလေးကိုမပေးနိုင်ခဲ့ရင်ကျွန်တော်တိခံပေးကြပါနော်ခုကလည်းဗျာစိုက်ပျိုးချိန်ကမှထရေးပူပါတယ်ဆိုမှရေတွေကတက်သွားသေးတာဗျာစိုက်ခင်းတွေမျိုးလိုမျိုးပြိုးခင်းတွေမျိုးလိုမျိုးတချို့ကထရေးပြင်းနေဂိုင်လက်စတွေဒါတွေမြုပ်သွားလို့နောက်ဆိုရတဲ့စိုက်ပျိုးမဲ့တဲ့နောက်ဆိုရတဲ့သူကနောက်ဆိုကအဲ့လိုတွေဖြစ်ကုန်ရောအဲ့ဒါကြောင့်မလို့ပါမတွေ့ရကြလို့လေအဲ့ဒါကြောင့်မလို့ကျေးဇူးတင်ပါတယ်ဗျာကံတော့ကောင်းတယ်ဗျာကျွန်တော်တို့စီကနစ်တော့နစ်တယ်ဒါပေမဲ့ဟိုလိုတောထဲကစိုက်ခင်းတွေလောက်နစ်တာပေါ့လူနေအိမ်တွေထိပျက်စီးလောက်အောင်မတက်လာတော့ကံကောင်းတယ်ပြောရမှာပေါ့ဒါလေးလာပြောတာပါနောက်လည်းတွေ့ကြမယ်နော်ကျွန်တော်ရဲ့အကောက်လေးကိုလည်း follow လေးလုပ် comment လေးရေးတဲလေးလည်းပြီးခဲ့ကြပါအောင်လို့ဘဝသမားလေးရဲ့ဒီနေ့ဆိုရင်ဒါကျွန်တော်ပြောရရင်ဖုန်းကိုလူနာမကတ်နိုင်ဘူးရိုက်လည်းမရိုက်နိုင်ဘူးအဲဒါကြောင့်မလို့တော့တဘာဝလှတွေလည်းမပါနိုင်ဘူးပေါ့ခိုင်းမှာခုတိုင်းလေးပဲကျွန်တော်သူငယ်ချင်းတွေဖြစ်နေခင်မင်ပေးတာကိုကျေးဇူးရမ်းတင်ပါတယ်ဘိုင်ဘိုင်